တာလီစောပါဒီကနေ့နိုဝင်ဘာလ24ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအီမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူအနီးပင်လယ်ပြင်မှာနေပြည်တော်စီပောက်ကွဲမိလောင်နေတာကိုဒေသခံတွေမြင်တွေ့ခဲ့ရတဲ့ဆိုတဲ့သတင်း။စေအုပ်စုနေပြည်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကြောက်ဖြူရွာမှစင်ပုတ်ကြီးရွာဖုံးတော်ရေးကျောင်းမိလောင်ပြကျသွားခဲ့ရပြီးစာသင်ကျောင်းနဲ့လူနေအိမ်တချို့ပျက်စီးသွားတဲ့ဆိုတဲ့သတင်းစစ်ကော်မရှင်တပ်သား9ယောက်ကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ဖွဲ့ဖမ်းဆီးတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နိုဝင်ဘာလ22ရက်နေ့မနက်9:00နာရီလောက်မှာကြောက်ဖြူအနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာစစ်အုပ်စုရဲ့နေပြည်တော်စီကိုပောက်ကွဲမိလောင်နေတာကိုမှန်အောင်ဒေသခံတွေတွေ့မြင်ခဲ့ရတယ်လို့သိရပါတယ်။မနက်9:00နာရီနဲ့10:00နာရီအကြားမှာနေပြည်မီလောင်နေတာကိုမှန်အောင်ကျွန်းမြောက်ဘက်ကျေးရွာတွေကနေမြင်တွေ့ခဲ့ကြရပြီးပောက်ကွဲတံတွေကိုလည်းကြီးကြီးလောင်လောင်ကြားခဲ့ရတယ်လို့ဒေသခံတွေကပြောကြပါရယ်။အခုလိုမီလောင်နေတာနဲ့ပတ်သက်လို့အကြောင်းရင်းအတိအကျကိုတော့မသိရှိရသေးဘူးလို့ဆိုပါရယ်။ဒီစစ်အုပ်စုရဲ့နေပြည်ပောက်ကွဲမှုနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ဖို့အတွက်အရခတပ်တော်အေးပြောခွင့်ရသူဥခိုင်ဒုက္ခကိုနရင်စရာကဆက်သွယ်မြင်မြန်ထားဆဲဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာအေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာဘာသာရေးအဆောက်အဦတွေကိုပါမရှောင်လက်နက်ကြီးတွေနဲ့ဥတီတက်ခတ်နေလို့ရွာမစင်ပုတ်ကြီးရွာဖုံးတော်ရေးကျောင်းမီးလောင်ပြကျသွားပြီးလူနေအိမ်တချို့လည်းပျက်စီးကနောက်ထပ်ကြီးရွာတစ်ခုကစာတင်ကျောင်းဆောင်တစ်ဆောင်လည်းပြိုကျပျက်စီးသွားခဲ့ရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:00နာရီကျော်ကကြောက်ဖြူအနောက်ဘက်ကမ်းလွန်မှာစစ်အုပ်စုရဲ့နေပြည်တော်စီမီလောင်ပောက်ကွဲခဲ့ပြီးတဲ့နောက်ညအချိန်မှာကြောက်ဖြူမြို့မင်းရဲ့တိုက်နယ်စင်ပုတ်ရွာမှာဖုံးတော်ကြီးကျောင်းကိုနေပြည်တော်စီကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ဒီဖုံးတော်ကြီးကျောင်းကိုည7:40မိနစ်40အချိန်လောက်မှာနေပြည်ကနေလက်နက်ကြီးကျဲ9လုံးနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီဖုံးတော်ကြီးကျောင်းကိုပဲည7:50မိနစ်မှာSuicide Drone တစ်စီးနဲ့ထပ်မံလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဖုံးတော်ကြီးကျောင်းတစ်ခုလုံးဟာလုံးဝမေးလောင်ပြကျသွားခဲ့ရပြီးဖုံးတော်ကြီးကျောင်းအနီးကနေအိမ်နှလုံးလဲကြီးစားထိမှန်ကထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။ဒါအပြင်စင်ပုတ်အုပ်စုကျွန်းကြီးရွာအခြေခံပညာအထက်တန်းကျောင်းကိုလည်းည7:55မိနစ်အချိန်မှာစစ်တပ်က Suicide Drone နဲ့ပုံကျဲရှာတိုက်ခိုက်ခဲ့တာကြောင့်စာသင်ကျောင်းခေါမိုးနဲ့နံရံတွေပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။စစ်ကော်မရှင်တပ်သား9ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာနိုဝင်ဘာလ23ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့နေချာဆောင်တပ်ဖွဲ့ဝင်တွေဟာကိုစိန်35နှစ်၊ဒူးရဲမုံစိုးသူရ38နှစ်၊အောင်ဆန်းတူ25နှစ်နဲ့ကျော်စရာလင်း32နှစ်တို့ဖြစ်ကြပြီးမြန်မာစစ်သားကတော့မင်းဦး41နှစ်တို့ဖြစ်တယ်လို့ဆိုပါတယ်။သူတို့ကိုရခိုင်နေဆက်အနီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းခေါင်းတုံးနေမြေမှာလမ်းပြောင်းနေတော့ဒေသခံတွေအကြောင်းကြားရကနေဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ် BGB ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုဖမ်းဆီးမိသူ9ဦးဟာမောင်တော်မြို့နယ်တစ်ခုလုံးကိုအေးသိမ်းပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နေဆက်ကိုထွက်ပြေးပြီးခိုအောင်နေကြသူတွေလားဒါမှမဟုတ်အေးရဲ့ထိန်းသိမ်းရေးစခန်းကနေထွက်ပြေးလွတ်မြောက်လာကြသူတွေလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။သူတို့တွေဟာမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်အတင်းအကျပ်ခိုင်းစေခံရသူတွေဖြစ်ကစခန်းကနေထွက်ပြေးလာကြသူတွေဖြစ်ကြောင်းအင်္ဂလိပ်ဘာသာစကားနဲ့မတောက်တစ်ခေါက်ပြောကြားခဲ့တယ်လို့နေချာဆောင်တပ် BGB ကပြောပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာအရေးတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေနဲ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကိုမြန်မာနိုင်ငံသား200ကျော်ကအမေရိကန်သမ္မတအင်ဖြူတော်ရှေ့နဲ့တရုတ်တန်ယုံရှေ့မှာပြုလုပ်ခဲ့ကြပါတယ်။နိုဝင်ဘာလ22ရက်နေ့ညနေမှာဆန္ဒပြသူတွေဟာမြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆက်ဖက်နေမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့စစ်တပ်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းထုတ်ဖော်ခဲ့ကြတာလို့ဆိုပါတယ်။ဒါအပြင်သမ္မတဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအမြဲဆုံးလွှတ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။ပေါ်စတာတွေဆိုင်းဘုတ်တွေကိုကိုစီကင်ဆောင်ကကြွေးကြော်တန်းတွေကိုလည်းပြိုင်တူကြွေးကြော်ပြီးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကိုဝါရှင်တန်အခြေစိုက် Anti-Dictatorship in Burma DC Metro Area အဖွဲ့အပါအဝင်အမေရိကန်အရှေ့ပိုင်းပြည်နယ်တွေကမြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်အနီးကစစ်စခန်းမှာဒုံးကျည်တွေတပ်ဆင်ရှာထားဖို့စီစဉ်နေကြောင်းအဲ့ဒီစစ်အခြေစိုက်စခန်းကိုတွားရောက်ခဲ့တဲ့ဂျပန်ကာကွယ်ရေးဝန်ကြီးကသတင်းထောက်တွေကိုနိုဝင်ဘာလ23ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံဟာတောင်ပိုင်းကျွန်းစုတစ်လျှောက်အင်အားတိုးရှစ်တည်ဆောက်မှုအဖြစ်တိုကျိုကနေမိုင်ပေါင်း1300လောက်ကွာဝေးပြီးထိုင်ဝမ်ကနေ68မိုင်လောက်အကွာမှာရှိတဲ့ယိုနာဂိုနီကျွန်းမှာတာလက်ပစ်မြေပြင်ကနေဝေဟင်ပစ်ဒုံးကျည်တွေတပ်ဆင်ဖို့စီစဉ်နေတာဖြစ်ပါတယ်။မကြာသေးမီသတင်းပတ်တွေအတွင်းကလည်းအမေရိကန်စစ်တပ်ကအိုကီနာဝါကျွန်းကနေယိုနာဂိုနီကျွန်းကိုထောက်ပံ့ရေးပစ္စည်းတွေတည်ယူပို့ဆောင်ဖို့လေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီးလိုအပ်ပါကအဲ့ဒီကျွန်းကိုရှေ့တန်းစစ်အခြေစိုက်စခန်းအဖြစ်ဖန်တီးနိုင်ဖို့ကိုလေ့ကျင့်ခြင်းဖြစ်တယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကအစိုးရရဲ့နိုဝင်ဘာလ23ရက်နေ့ထုတ်ပြန်ချက်မှာဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့မှတ်ချက်တွေအပေါ်မှာပြစ်တင်ပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့ကပြီးဆုံးခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီရှိကအဲ့ဒီအစည်းအဝေးကိုတက်ရောက်လာတဲ့တရုတ်ဝန်ကြီးချုပ်လီရှန်နဲ့တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ပါဘူး။နရီဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီဇီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီဇီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။